အဲ့ဒီမှာငမိုးကလည်းအဲ့ဒီစကားကိုလက်မခံတဲ့အပြင်အရှိဆိုင်ကနေတော့ထိုင်ပြီးရှူရှူတိုင်းတိုင်းတွေလို့ရစ်တော်တာပဲ ဟာတကယ်တစွတ်ထိုးပဲ အဲ့ဒါနဲ့နောက်ဆုံးမမြက်တဲ့ရဖခင်ကတီးသွားပြီးမမြက်တဲ့ကိုဆိုင်မထွက်ခိုင်းတော့ပဲအိမ်မှာပဲပိတ်ထားလိုက်ပါတယ်ရှင် နေမောင်ကအဲ့ဒီလိုအိမ်ကနေတပေါ်မတူလို့ပိတ်ပင်လိုက်တဲ့အချိန်မှာလေငမိုးရဲ့တုံ့ပြန်ပုံကနည်းနည်းတော့လွဲနေတယ်လို့ကျွန်တော်မြင်တယ် ဘယ်လိုလွဲနေလာလဲရှင် သူကမမြတဲ့ကိုရထားလုံးနဲ့အတင်းတမခိုးယူဖို့ကြိုးစားပါတော့တယ်ဗျာဒီလိုအတင်းတမခိုးပြင်းမိန်ကလေးဘက်ကမိပတွေကတဘိုးတူသွားလိမ့်မယ်လို့သူကထင်နေတာလားမသိဘူး အဲ့ဒါကတကယ့်ကိုအမားကြီးပဲနော် ဟုတ်တယ်လေဒါကခေါင်းဆောင်တယောက်ရဲ့စဉ်းစားဉာဏ်မဟုတ်ဘူးဗျာဘယ်လိုပြောမလဲစစ်တွင်ပွဲမှာရှေ့ရေးကိုမတွေးပဲရမ်းရွှေ့လိုက်တဲ့နေရုပ်ဒီရုပ်လိုပဲသွားတိုက်မယ်ရာကအုတ်တန်တိုင်းမှန်တိတိရနဲ့ခေါင်းနဲ့ပြေးဆောင်တဲ့သဘောမျိုးဖြစ်နေတယ် ဟုတ်ပါတယ်ရှင်ဒါဟာ